တာဝန်ပြုတော်မူပါရှင်ဗျာဝိတာဒုက္ခိပရိနေစရံတောတာဒုက္ခမယံယာသမဒါနိပရံဒေတေတေအတိတုံးလည်းပါပရံဒေညမြင့်ထူတအချင်းမြတ်နေလောက်လာပြေဆုံးကောင်းလုံးကျွဲဝါဓမ္မောစာကိုဟောပြတော်သည်မေလာတွင်သည်ဆရာတော်သခင်အရှင်သူမြတ်ဖယားဝိတာဒုက္ခိတန္တရာမာလီယတနာရီမပြတ်နိုင်သေးတာကြောင့်ဖြစ်ရတာကလည်းဒုက္ခတွေပါဖယားဆိုရောက်စွာမမနာကိုလာမြို့ပြောင်းရဖွေးရှာမရတာကြောင့်အိုးရတာကလည်းဒုက္ခတွေပါဖယားဒိဋ္ဌိဖို့မတမသမျှကိုလာနေပြီးဖြိုးခွာမချနိုင်တာကြောင့်နာရကလည်းဒုက္ခပါပဲဖယားပပြည့်စေအယုံစိုးကိုလာခုံချိုးကသွေးခွာမရတာကြောင့်တေးရကလည်းဒုက္ခပါပဲဖယားအဲဒီလိုဖြစ်အိုနာသေးဘီတွေအဆူဆူဝိရောဂတရားအမှုရောဖြင့်ပရိနေပြည်စရာမြေမလန့်အောင်ဘီရရီဝိုက်အောင်ပဲ၍တန်တာ